ွားတကောင်ကိုဘာလို့ဒီအတိုင်အတင်းဆွဲမထုတ်တင်တာလဲတကယ်လို့မင်းကအတင်းဆွဲနှုတ်လိုက်မယ်ဆိုရင်ဒါဟာအမားကြီးတစ်ခုပဲသူတို့ကရိုးရိုးလေးကြိုက်ရုံနဲ့မဟုတ်ပါဘူးပထမဆုံးအနေနဲ့သူတို့မှာပါတဲ့မှန်ပြောင်းလို့စမ်းထုတ်လို့ရတဲ့တကျင်းကြောင်နှုတ်ခုံနဲ့မင်းရဲ့အရေးပြားလွှာတွေကိုလွှားနဲ့တိုက်တယ်လို့ဖက်တောက်ကြတယ်အရေးပြားတွေကိုနက်နက်ရှိုင်းမတူးခင်မှာသူတို့ကထုံစဲပါတဲ့တတွဲတွေကိုထွေးထုတ်ပါတယ်ဒါကြောင့်လေသူတို့ကြိုက်ကြကိုမင်းတို့လုံးဝမသိကြတာပါအဲ့ဒီနောက်မှာတော့သူတို့ရဲ့ hypostone လို့ခေါ်တဲ့အစာစုပ်ပြုံကိုထည့်လိုက်ပါတယ်။အဲ့ဒါကကြီးရတာစူးရှာပြီးနောက်ပြန်လန့်နေတဲ့စူးတက်တွေနဲ့ဖုံးအုပ်ထားတဲ့ဆက်လွှာချင်းစောတစ်ခုလိုပါပဲ။ဒီစူးတက်တွေကလှန့်ကျွန်းလေးလိုအလုပ်လုပ်ပါတယ်။မင်းကအတင်းဆွဲနှုတ်လေးသူတို့ကမင်းရဲ့အသားတွေကိုပို့ပြီးနက်နက်ရှိုင်းစိုက်ဝဲလေးပါပဲ။ပိုဆိုးတာကတော့မွှားတော်များဟာသူတို့အစာစားနေချိန်မှာမင်းနဲ့အမြဲလိုက်တွဲကပ်နေအောင်အထူးကော်စီမံတမျိုးကိုထုတ်လွှတ်ပါတယ်။ဒါကြောင့်မင်းကသူ့ရဲ့ကိုယ်တွေကိုအတင်းဆွဲလိုက်တဲ့အခါမှာခေါင်းကပြက်ကြံရစ်ခဲ့ပြီးအသားထဲမှာတင်ပိတ်မိနေခဲ့ပါလိမ့်မယ်။အဲ့ဟာကနေတဆင့်ပြင်းထန်တဲ့ပိုးဝင်မှုတွေကိုထစ်စေနိုင်ပါတယ်။အစာစားပြီးတဲ့နောက်မှာတော့သူဟာဥပေါင်းထောင်ကြီးဥဖို့တဲ့ကိုယ်ပေါ်ကနေကြွေကျသွားမှာပါ။တကယ်လို့မွှားကြိုက်ခံရတဲ့နေရာမှာအနီရောင်အကွင်းလိုက်ဖြစ်လာတာကိုတွေ့ရပြီဆိုရင်တော့စိတ်ကူးတာမှုချက်ချင်းခံယူပါတော့